အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့တကင်းဖြစ်ပါတယ်ဒီ episode လေးမှာတော့ဘာလို့သွားမလဲဆိုတော့ကျွန်တော်အရင် episode ကတည်းကပြောခဲ့သလိုပဲခရီးတွေထွက်သွားမှာပါတော့ခရီးလေးမထွက်ခင် brother တို့ကိုပြတ်တယ်လေတခုရှိတယ်ဗျအဲ့ဒါဘာလို့ထားလဲဆိုတော့ကျွန်တော်ဒီဘေးမှာခြံလေးတွေဆောက်ထားတာဗျဒီဘေးမှာလည်းခြံလေးရှိတယ်ဟိုဘက်ဘေးမှာလည်းခြံလေးတွေရှိတယ်ဗျဒီမှာတော့ကျွန်တော်လက်ဆက်ရဲ့နေရာကြီးလောက်ထားတယ်ဗျဒီဘက်မှာတလိပ်ဆန်တွေကိုဒီအသီးနှံတွေကျွေးလို့ရအောင်ပါဗျကျွန်တော်ဆောက်တာတွေပြပြပြီးဆိုတော့ခွေးလေးကိုခေါ်ပြီးကျွန်တော်ခရီးဆက်ထွက်မယ်ဗျခရီးထွက်ဖို့ဆိုတော့ကျွန်တော်တို့အသုံးဝင်မဲ့ຢာတွေကိုကျွန်တော်ချက်တွေထဲမှာယူခဲ့လိုက်တယ်ဗျလိုရတဲ့ပစ္စည်းတွေယူပြီးဆိုတော့ကျွန်တော်ခရီးလေးစထွက်မယ်ဗျခရီးကတော့ကျွန်တော်ဒီ shape ဘက်ကိုပဲကျွန်တော်ထွက်လက်ခလိုက်တယ်ဗျအေးကိုပြန်တဲ့လမ်းပျောက်သွားမှာဆိုတော့ကျွန်တော်သုံးနေတဲ့နေရာလေးမှတ်ထားခလိုက်တယ်ဗျလမ်းမှာအစာလေးတွေတွေ့ကြတယ်ကျွန်တော်အကုန်ယူခဲ့လိုက်တယ်ဗျကျွန်တော်ခွေးရလည်းအရမ်းချစ်ဖို့ကောင်းတယ်ဗျဒီမှာကျွန်တော်လှုပ်တယ်ကူလုပ်ပေးတာပါဗျအခုတည်းကစာတွေရှာထားရမှာဗျနောက်ကျကျွန်တော်အင်ပါယာကြီးလာတဲ့အချိန်မှာကျွန်တော်တက်သားတွေကိုချွေးဖို့ဒီရဲ့စာတွေလိုတယ်ဗျလိုင်းနဲ့မသိလိုက်ရတာကဒီရှင်းမှာရေပြင်းပဲရှိတယ်ဗျဒါနဲ့ပဲကျွန်တော်ချားနေရောက်သွားမယ်ဆိုရင်ပြန်ဆက်လာခလိုက်တယ်ဗျထွက်လာရင်လည်းသူတို့ရဲ့တွေ့တော့ကျွန်တော်ခိုးသက်ခလိုက်တယ်ဗျရှုဂါခင်းတွေတွေ့တယ်နဲ့ကျွန်တော်ရှုဂါခင်းတွေပါတခါဝင်ခိုးခဲ့လိုက်တယ်ဗျကျွန်တော်လမ်းမှာစားရတော့မြတ်ရက်ခါသေးတယ်ဗျခရီးကတော့ကျွန်တော်ဒီနေ့တော့ဘက်ကိုပဲကျွန်တော်ထွက်လာခိုင်းလိုက်တယ်ဗျတော့သွားနေရင်လည်းဖော့ရှိရဲ့နေရာတစ်ခုကိုကျွန်တော်တွေ့ခဲ့တယ်ဗျဒါနဲ့ပဲကျွန်တော်မြန်မြန်ဆက်ပြေးလာခိုင်းရတယ်ဗျဒီလိုဘော့တွေကိုကျွန်တော်မြင်စနေသေးဘူးဗျနောက်ဆိုရင်ကျွန်တော်တက်သားတွေရတဲ့အချိန်မှာဒီလိုဘော့ကိုကျွန်တော်ပတ်နိုင်မှထင်တယ်ဗျအဲ့တော့ချက်တစ်ခုသွားဖလိုက်တာကာကောင်းလို့မသေးတာဗျဟောသေးတယ်ဗျကျွန်တော်ခွေလေးဘာမှဖြစ်လို့ဟိုရှိမှငါရက်ဖို့ကြတဲ့ရွာမဟုတ်ဘူးလားဟုတ်တယ်ဗျဒီရွာကကျွန်တော်ရက်ဖို့ပြီဒါပေမဲ့ဒီရွာရဲ့အိမ်ချက်တွေထဲမှာကျွန်တော်မြူရသေးတဲ့ပစ္စည်းတွေရှိကောင်းရှိနေတယ်ဗျဒါနဲ့ကျွန်တော်အဲ့တကူတွေးလိုက်လို့ဒီချက်တယ်ဝင်ကြည့်လိုက်တာအဲ့ဒါမှာ skate တဲ့ဆိုရင် enchantment တကူရှိနေတယ်ဗျဒီ enchantment စာအုပ်ကကျွန်တော်ကြောက်တူဖို့ဆိုရင်အရင်သုံးဝင်တယ်ဗျကျွန်တော်သုံးဝင်မဲ့ပစ္စည်းတွေဒီအိမ်ထဲမှာကျွန်တော်ပြန်သွားယူခဲ့တယ်ဗျကျွန်တော်သွားနေရင်ရေတွေကိုရက်တဲ့ဘေးလန်းတစ်ခုကျွန်တော်တွေ့ခဲ့တယ်ဗျဒီဘေးလန်းကဘယ်လိုလုပ်လို့လဲကျွန်တော်မသိပေမဲ့နောက်ပိုင်းကျရင်တော့သုံးဝင်မယ်ထင်တော့ယူခလိုက်တယ်ဗျဒီရဲ့ချက်ရည်ထဲမှာဘာရှိမလဲလာကြည့်နေရင်ဒီမှာပိုးရှင်းတစ်ခုတွေ့တယ်ဗျလိုရတဲ့ပစ္စည်းတွေယူပြီးဆိုတော့ကျွန်တော်ခရီးပြန်ထွက်မယ်ဗျအဲ့ပဲကျွန်တော်ထွက်လာခိုင်းနေ 5K ရဲ့နေရာတစ်ခုကိုကျွန်တော်တွေ့ခဲ့တယ်ဗျဒီနေရာကိုကျွန်တော်တိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်ဗျ
ကျွန်တော်ချက်တွေခွဲပြီးတော့မလိုတဲ့ပစ္စည်းတွေကျွန်တော်ခဏထားခဲ့တယ်ဗျဖိုက်ကတကောင်တွေ့လို့ဘလော့အမြန်ဆိတ်ပြီးတော့ကျွန်တော်ခွေးတွေကျွန်တော်ပေါင်းရေးတက်လိုက်တယ်ဗျဒီအောက်ကြည့်နေတော့ fight တကောင်မြန်ရောက်လာခတယ်ဗျဒါနဲ့ပဲကျွန်တော်ထွက်ပြေးလာခရတယ်ဗျဒီ fight ကနဲ့ရကြမ်းတယ်ဗျကျွန်တော်မှသွေးတော့ရောက်သွားတယ်ဗျဒါနဲ့ပဲဒီကောင်လေးကိုကျွန်တော်ရေထဲကိုမြှလိုက်တယ်ဗျကောင်လေးရေထဲမှာတော့သိမမြန်ပဲကိုယ်ပေါ်မှာရိုင်းမြန်တယ်ဗျကျွန်တော်ကျွင်းထဲကိုကြာနေတဲ့ fight ကင်းတွေကိုကျွန်တော်ရိုက်နေတဲ့အချိန်ကျွန်တော်ခွေရိုက်ကျွင်းထဲကိုကြာသွားတယ်ဗျဒါနဲ့ပဲ fight ကင်းတကောင်ရောက်လာပြီးတော့ကျွန်တော်ခွေတွေကိုသတ်သွားခဲ့တယ်ဗျအဲ့ဒါလည်းပဲကျွန်တော်လည်း fight ကင်းတွေကိုရမ်းစိတ်ဆိုးသွားပြီးတော့သူတို့တစ်မျိုးလုံးကိုသတ်ပြဖို့ဆုံးဖြတ်လိုက်တယ်ဗျအပေါ်မှာဂျန်နေခဲ့တဲ့ fight ကင်းအကုန်လုံးကိုကျွန်တော်သတ်ပြခဲ့တယ်ဗျကျွန်တော် fight ကင်းရတဲ့လက်ချက်ကြောင့်ကျွန်တော်သိခါလေးနဲ့ဖြစ်သွားခဲ့တယ်ဗျ။ဒါနဲ့ပဲကျွန်တော်ထပ်ပြေးလာလိုက်လေဗျ။ဝေးတွေပြန်ပြီးတာနဲ့ဒီ fight ကင်းကိုကျွန်တော်သတ်ခဲ့တယ်ဗျ။ဒီလာရှောက်နေတဲ့ fight ကင်းတယောက်နဲ့ကျွန်တော် block ဆက်ရသက်ခလိုက်တယ်ဗျ။အဲမှမသိရခန့်တဲ့ကောင်ကကျွန်တော်နောက်ကနေစိုးချုံနေပြတယ်ဗျ။ဒါကြောင့်ပဲကျွန်တော်ဒီ twin ထဲမှာမနေ့ရောက်အောင်ဒီကျွန်တော်စောက်ဖို့ဆိုဖြတ်နေတယ်ဗျ။မနေ့ရောက်တယ်နဲ့ကျွန်တော်ခွေလေးကိုတပ်ပြခဲ့တဲ့ fight ကင်းတွေကိုကျွန်တော်ပြန်သားတိုက်ခဲ့တယ်ဗျ။ဒီ fight ကင်းရဲ့အေးရက်ချက်တွေထဲမှာတော့ကျွန်တော်အိုင်းရောင်းနေရခဲ့တယ်ဗျ။အိုင်းရောင်းနေတဲ့ UV ဆိုတာနဲ့ဒီ channel ခန့်တဲ့ fight ကင်းတွေကိုကျွန်တော်ပြန်သားခဲ့တယ်ဗျ။ဒီကောင်လေးသက်ရတာသိမခက်ဘူးဗျဒီကောင်လေးအကုန်လုံးက twin ထဲကိုကျနေတယ်ဆိုတော့ကျွန်တော်အပေါ်ကရက်ရုပ်ပဲဗျဒီ twin ထဲကိုကျနေတဲ့ fake game တွေကကျွန်တော်အကုန်သက်ပြခဲ့တယ်ဗျဒီ twin ထဲကိုကျနေတဲ့ fake game တွေကိုကျွန်တော်ပိုက်ပြီးထွက်လာတယ်ဒီအိမ်ထဲမှာချက်ရတွေ့လို့ကျွန်တော်ဝင်ကြည့်ခဲ့တယ်ဗျဒီရဲ့ချက်ထဲမှာတော့ကျွန်တော်လိုအပ်တဲ့စာရင်းနဲ့ကျွန်တော်လက်နက်တွေများရခဲ့တယ်ဗျပစ္စည်းတွေကျွန်တော်ယူရတာနဲ့ဒီကြားနေတဲ့ fight game တွေကိုကျွန်တော်ပြန်သားခတ်တယ်ဗျဒီရဲ့ချက်တယ်မှာတော့ကျွန်တော်တို့မြတ်တဲ့စင်းရခတ်တယ်ဗျအဲ့တော့ရလာခတ်တယ်မြတ်လေးနဲ့ပဲဒီ fight game တွေကိုကျွန်တော်အခုထိုးသက်ပေးခဲ့တယ်ဗျ fight game တွေကိုလည်းကျွန်တော်တက်နေခိုင်းပြီးတော့အေကွင်းပြန်လာခိုင်းလိုက်တယ်ဗျကျွန်တော်အိမ်ပြန်ရလမ်းမှာပဲလက်ကြတဲ့နိုင်ချင်းတွေငှက်တွေ့လို့ကျွန်တော်ဆုံးသက်ပေးခဲ့လိုက်တယ်ဗျโอเคနောက်ဆုံးတော့ကျွန်တော်အိမ်လေးကိုပြန်ရောက်ခဲ့ပြီဗျကျွန်တော်အေးရအချိန်မှာချက်တစ်ခုခရက်ပြီးတော့ကျွန်တော်မလိုတဲ့ပစ္စည်းတွေဒီထဲမှာထည့်လိုက်တယ်ဗျဒီဘက်ကလေးကိုလည်းကျွန်တော်အချမ်းမဲ့လောက်ခဲ့တယ်ဗျရလာတဲ့အာယောင်လေးတွေနဲ့ကျွန်တော်အာယောင်အမာလေးလောက်ခဲ့တယ်ဗျကျွန်တော်နောက်ပြီးအယောင်ရှိလေးပါကျွန်တော်လောက်ခက်လိုက်တယ်ဗျโอเคဒါဆိုဒီ episode တွေဒီလောက်ပါပဲဗျကျွန်တော်နောက် episode ကြမှာပြန်တွေ့ကြမယ်ဗျအားလုံးပဲ bye bye